ညနေပိုင်းလေးမှာတော့ဆိုရီတို့ကဒီထန်းတော်ထဲမှာထန်းရည်သွားတောက်ပါမယ်ထန်းတော်လဲဆိုရင်လည်းသူကဒီလိုအိမ်လေးလိုမျိုးခုံလေးလိုမျိုးချပြီးရပါတော့ကဲရှူစားပြကြပါဦးရှင်ထန်းဆိုင်လေးတို့လေအဲ့ဒီကဒီသားကန်လေးတို့မေးလိုက်ရပါတယ်နော်ဆိုရီတို့လည်းမေးစမ်းပြီးတော့ပဲတွားလိုက်တာပါဒီဆိုင်လေးကလေဆိုဒီနာမည်တောင်တေချာမတွေ့ရတဲ့အတွက်ကြောင့်မလို့နာမည်လေးကအချိုပေါ့မြန်မာစကားအုံမခွက်လေးပြောပါအချိုကကြတော့အမြုပ်နေထွက်နေရလားဟုတ်တယ်ဟိုအမြုပ်ကဟိုလိုငဲ့လိုက်ထွက်တာအော်အချိုနဲ့အခါနဲ့ကဘာကွာလဲအကိုချိုးရတဲ့ခါလိုက်ဘာလို့ချိုးကြတော့ချိုးတာပေါ့ခါကြတော့ခါလိုက်ဟုတ်ဘူးလေတပင်းနဲ့ထွက်တာမဟုတ်ဘူးလားဟုတ်တယ်တကယ်တမ်းကျတော့သူ့ထမ်းမင်းကထွက်တဲ့အရေးကကျတော့သူ့ original ကအချိုးဟုတ်ခါရတာကျတော့အကိုတို့ကအလင်းနဲ့ပေါင်းပြရတယ်အလဲနဲ့ပေါင်းတာအလဲကဘယ်လိုအလဲလဲအလင်းဆိုတာကအဲ့ထက်မှာအလင်းတို့ဟိုဟာတို့နဲ့အလင်းတဲပြီးတော့ဒီထိုင်းရဲမှာပါတဲ့အချိုးဓာတ်ကိုသူကအလင်းနဲ့စားပလိုက်တာဒီမှာဟုတ်တယ်အဲ့အလင်းနဲ့ဖောက်ရတာဒါအဲ့ဒါတောက်ချင်တာဒါမကြသေးဘူးဟိုကကြပြီလားထိုင်းအလင်းနဲ့ဒီလိုဒါနဲ့ရောပြီးဖောက်မှအခါရဟုတ်တယ်ဟုတ်တယ်သူကအဲ့အချိုးကိုဗိုက်ကြီးပဲထိုင်းအလင်းဆိုတာပြတ်လားဟုတ်အဘိုင်ခါကြတယ်ခါကြတယ်ဘာမှဒါတော့ဟိုမချိုးချိုးများမှာဟုတ်တိုင်းချိုးလို့ချိုးတဲ့တော့မတောင်းနဲ့ချိုးအရင်ဒါပုံမှန်တိုင်းပဲပြီးလေရတယ်လေချိုးရင်မရောပဲနဲ့ချိုးလာဟုတ်ဟုတ်ချိုးလာဟုတ်တယ်အရားရိမ်တော့ပုံမှန်ခါလေးလည်းရတယ်အဲ့ဆိုဘာဟွာဒီသူတို့အခါတစ်ခုတောင်းပေးလိုက်တာစကင်ကြံရည်တကယ်အချိုးပဲရတယ်လीနော်အဲ့ခင်းချင်းလောက်တာအဲ့ဒါပဲတော်တော်ချိုးတာပဲဒါကဒီကောင်ကဟိုဟာဒါမကြသေးဘူးကြသွားရင်ထီရအဲ့ရောက်ဖြစ်ဩဒီမကြသေးရကြတောက်မရမကြသေးရကြတောက်မရတောက်ရင်သူကဟိုပေါ့အဲ့မှာရတာသူကမကြသေးဘူးခေါ်ပေါ့ဘယ်လိုပြောလဲကြတယ်မြည်ကြည့်လို့ရတယ်ဟုတ်ပါဟောလေးကျန်ဒီကကောင်တောက်လိုက်မယ်ညခွေးတယ်သူကဘယ်လိုဖြစ်တယ်ဆိုတော့ဒါဆိုပစုံစိတ်ခုံခေါ်တာပေါ့ဒါဒီနဲ့ရုံးရုံးမယ်ရန်ကောင်းရန်တော့ရန်ကောင်းတယ်သူကရန်ကောင်းတယ်အဲ့ချိုးတယ်သူကဘလူအဲ့တော့ပြောမှဆိုတော့သူချီထဲမှာကျန်တဲ့အချိုးတက်ကမကုန်ဘူးမခိုင်းအဲ့ကောင်တော့နည်းနည်းလေးသမီးတစ်စီးလေးပဲပေးပါအများကြီးပဲရန်ကောင်းတယ်တောက်ကြည့်ရောတိမ်မြဲအေးပါဝဲနေပြီဘုံမရန်ကောင်းအဲ့ဒါမှတကယ်မှန်ကန်နော်ညိုလေးချီရအဲ့တွေ့ရပါလားမရအောင်ပေါ့ရောင်းလေအဲ့တောက်လို့ရဟာလေအဲ့ဒါလေးယူလိုက်ယူရကောင်းကြိုက်ကောင်းတယ်တောက်ရကြပါဖြစ်လဲအောက်ကအနည်းတောက်ရင်ကြတော့အရသာမကောင်းဖြစ်ဩအဲ့လိုချက်ပြီးမှာပေါ့ဩအလင်းကခြေထဲမှာပါစိတ်ပြင်းနေလိုက်တာကျမရဲ့ reaction อ่ะဆိုတော့ကျမထန်းရည်ကိုမကြိုက်ပါဘူးထန်းရည်ကလေထန်းဒီကြိုက်တယ်ဟိုဟာနဲ့တူတယ်မကြိုက်လို့ထင်တယ်ထန်းဒီစားဘူးလားထန်းဒီစားဘူးလေထန်းဒီကြစားတယ်ထန်းဒီကြိုက်တယ်ဟိုဟာလေဟိုလေလက်ခုစုပ်ပြုတ်ထားတဲ့အနံ့နဲ့တူတယ်လက်တုပ်ဝေးပြုတ်ထားတဲ့အနံ့နဲ့တူတယ်ကျမအတွက်ကြတော့လေမကြိုက်လို့ဖြစ်မယ်မကြိုက်တော့အထန်းဒီကြစားပြောလို့မရတာအချချင်းအရေးဒီနှမျိုးကဒီမှာရောက်မှတောင်းရအောင်ကြာပြီလားခေတ္တဆိုရင်တော့ဆိုယူမကြိုက်တဲ့ထန်းရည်ကိုသူများတောက်တာပဲထိုင်ကြည့်ရမှာပေါ့နော်ဆိုရဲ့ channel လေးကို like subscribe လုပ်ဖို့မမေ့ပါနဲ့ဦးเนาะဒါဆိုနောက်ဗီဒီယိုမှာပဲတွေ့ကြမယ်เนาะအဆုံးထိကြည့်ပြီးတော့တတိယချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်တတ